ထိတ်တန်းကစားသမားဟောင်းများရဲ့လက်ရှိဘဝများဘောလုံးသမားတယောက်ရဲ့အောင်မြင်မှုအထွတ်ထိပ်ဆိုတာဒီလိုအားပေးတန်တွေစူဖလားတွေနဲ့ကွင်းထဲကရိတ်စီးလို့အချိန်အဟုန်ပဲဒါပေမဲ့အားကစားသမားဘဝပြီးဆုံးသွားတဲ့အခါရောသူတို့တွေဘောလုံးကန်ဖနက်တွေကိုချွတ်လိုက်တဲ့အခါဘဝဆိုတဲ့ကွင်းအသက်မှာဘလို့ဂိုးတွေသွင်းနေကြပါတယ်လဲဒီနေ့မှာကမ္ဘာကျော်ကစားသမားဟောင်းတွေရဲ့မမျှော်လင့်ထားတဲ့လက်ရှိဘဝတွေကိုလေ့လာကြည့်အောင်ကစားသမားဟောင်းအမြောက်စုကတော့သူတို့ချစ်မြတ်နိုးတဲ့ဘောလုံးလောကထဲမှာပဲဆက်လက်ကျင့်လည်ကြပါတယ်အထင်ရှားဆုံးဥပမာတွေကတော့ဂွာဒီယိုလာဇီနဒင်းဇီဒန်နဲ့ဇာဘီတို့လိုနာမည်ကျော်တွေပါကွင်းလက်ကဗျူဟာပညာရှင်တွေဟာဘောလုံးကင်တွယ်မှုအတတ်ပညာတွေကိုနီးပြလောကမှာကျင့်လည်ရင်းဆက်လက်ဖန်တီးနေကြပါတယ်ဒါမှမဟုတ်ဂျီမီကယ်ရီကန်နဲ့ဂယ်ရီနေဗီတို့လိုမျိုးမီဒီယာလောကမှာဘောလုံးပွဲတွေကိုဝေဖန်သုံးသပ်သူစိတ်လှုပ်ရှားစရာကောင်းတဲ့ပညာရှင်တွေအဖြစ်ဆက်လက်အလုပ်လုပ်ကြသူတွေလည်းရှိပါတယ်အန်အောစရာအကောင်းဆုံးလမ်းကြောင်းကိုရွေးချယ်သွားသူတွေကတော့အားကစားလောကရဲ့ပြင်ပမှာဘဝအသစ်ကိုပုံဖော်ခဲ့သူတွေပါဘင်နီဂျွန်စ်မိုနာကိုဘောလုံးအသင်းရဲ့ချန်တန်လက်ကွင်းလက်လူဟောင်းတစ်ယောက်ကအခုတော့ဟောလိဝုဒ်ရဲ့နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်နေပါပြီဒန်နီယယ်အကာလီဗာပူးခန်းစစ်မှုဟောင်းတစ်ယောက်ဟာအနားယူပြီးနောက်သူ့ရဲ့ဝါဒနာဖြစ်တဲ့တတူးပင်တာရှင်အဖြစ်အသက်မွေးဝမ်းချောင်းပြောင်းလဲခဲ့တာယုံမကရေတိုးတန့်ရှင်းရေးကုမ္ပဏီကြီးတစ်ခုကိုလည်းပိုင်ဆိုင်ထားပါတယ်သောမတ်ဂရေဗန်ဆန်ရီယယ်မက်ဒရစ်ကွင်းလယ်လူဟောင်းဟာအနားယူပြီးတဲ့နောက်လောင်းကစားလောကတဲ့ကိုဝင်ရောက်ကတန်းကျွဲတစ်ထစ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်နောက်ဆုံးတစ်ခုကတော့တကယ်ကိုထူးခြားဆန်းပြပါတယ်ဖိလစ်မာရိုင်းမန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းတစ်ယောက်ကကက်သလစ်ဘုန်းတော်ကြီးအဖြစ်ဝါသနာပါတဲ့ဘဝလမ်းကြောင်းကိုရွေးချယ်သွားတာပါထိုက်တန်းကစားသမားတွေဟာသူတို့ရဲ့နာမည်ကျော်ကြားမှုကိုစီးပွားရေးလုပ်ငန်းတွေမှာလည်းဆက်လက်အသုံးပြုကြပါတယ်ဒေးဗစ်ဘက်ကန်သူ့နာမည်နဲ့စီးပွားရေးလုပ်ငန်းတွေတည်ထောင်ခဲ့တာယုံမကအင်တာမိုင်ယာမီလို့ဘောလုံးကလပ်တစ်ခုကိုလည်းပိုင်ဆိုင်သူဖြစ်နေပါပြီလီယိုနယ်မက်ဆီနဲ့ခရစ္စတီယာနိုရိုနယ်ဒိုတို့ကလည်းဖက်ရှင်ဟိုတယ်လုပ်ငန်းစားတောက်တိုင်လုပ်ငန်းစလက်နေရာအသီးသီးမှာယင်းနှမြုံနှံထားကြပါတယ်ဒါအပြင်လူမှုအဖွဲ့အစည်းတွေစေရနာဝန်ပရာဟိတလုပ်ငန်းတွေလုပ်နေကြတဲ့ကစားသမားဟောင်းတွေလည်းအများကြီးရှိပါတယ်သူတို့ဟာကစားကွင်းအပြင်ဘက်ကလူတွေကိုကူညီရင်းတကက်ချန်ပီယံတွေအဖြစ်ဘဝကိုဆက်လက်လျှောက်လန်းနေကြပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါကျမ်းမာရေးအားကစားအထွေထွေဘဝထုတာနဲ့စိတ်အားတက်ကြွဖွယ်အကြောင်းအရာလေးများမပြတ်တမ်းတင်ဆက်ပေးနေတာမို့ like and subscribe လုပ်ပေးထားကြပါဦးနော် consistency ဆိုတာကိုရည်ရွယ်တဲ့ပန်းတိုင်တစ်ခုဒါမှမဟုတ်ကြီးမားတဲ့အလုပ်တစ်ခုကိုတဏီကုံအားကုန်သုံးပြီးလှုပ်လိုက်တာမဟုတ်ပါဘူးနေ့တိုင်းနည်းနည်းချင်းစီကိုပုံမှန်စင်ဆက်မပြတ်လှုပ်ဆောင်သွားခြင်းပဲဖြစ်ပါတယ်တကယ်တော့ဘယ်နေရာမှာမဆိုအောင်မြင်မှုဆိုတာတရက်ထဲမှာလုပ်ခဲ့တဲ့ကြီးမားတဲ့အရာတစ်ခုမဟုတ်ပဲနေ့စဉ်နေ့တိုင်းလုပ်ခဲ့တဲ့တင်းငယ်တဲ့အရာများစွာရဲ့စုပေါင်းရလည်းဖြစ်ပါတယ်ဘောလုံးအားကစားလောကမှာလီစားအတူယူဖွယ်ရာစံပြပုဂ္ဂိုလ်များဘောလုံးဆိုတာဂိမ်းတစ်ခုသာမဟုတ်ပါဘူးစိတ်သက်စ조사အားထုတ်မှုနဲ့မစုံမနစ်တော့ဆွဲလုံးလတွေရဲ့ပြည့်ယူတစ်ခုပါကမ္ဘာအကောင်းဆုံးကစားသမားတွေထဲကတချို့ဟာသူတို့ရဲ့ကစားပုံစွမ်းရည်ကြောင့်ဒါမှမကပဲလီစားအတူယူစရာလူစားဆန်တဲ့စိတ်သက်လူကြောင့်လေထာဝရစံပြပုဂ္ဂိုလ်တွေဖြစ်ရပ်တည်နေကြပါတယ်ဒီနေ့မှာတော့ကွင်းအတွင်းရောကွင်းအပြင်မှာပါကျွန်တော်တို့အတူယူတဲ့ခန္ဓာဝင်ဘောလုံးသမားကြီး9ဦးရဲ့လီစားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်